အားလုံးပဲမင်္ဂလာပါစာမေကျူဆိုပါခင်ဗျာမင်းဆန်မြန်မာလူလေးပို့ထားတယ်လားဘာလဲဆိုတော့မြန်မာယူရဆဆကိုစမှာဖြစ်ပါတယ်မင်းဆန်ခုရောက်နေရတော့ဒါမန္တလေးမြို့ရဲ့စိန်ပလောင်ပေါ့နော်စိန်ပလောင်လက်ဖက်ကမင်းဆန်ကိုမန္တလေးတီကိုဖိတ်ခေါ်ပြီးတော့ဒီစိန်ပလောင်ရဲ့မန်နူထဲမှာပါတဲ့အစားတောက်တွေအများကြီးကိုလည်းမင်းဆန်စားပြမယ်ပြီးတော့ဒီစိန်ပလောင်ရဲ့ဒီထွင်စမ်းတက်ထားတဲ့ရလာ၅မျိုးရှိရဲ့အဲ့ရလာ၅မျိုးကို blind test လုပ်ပါအောင်နော်မြန်မာယူရအစားစားကိုလူမျိုးရုံးအုပ်ကြီးနဲ့စားအောင်အရင်စိတ်လှုပ်ရှားနေအုံအနေနဲ့အစိမ်းရွှင်အနေနဲ့ပါအစိမ်းရောင်အနေနဲ့မှာပါလိမ့်မယ်အဲ့ဒါじゃငင်းကြောက်လက်ဖက်နဲ့လေးပါရှင်ဟုတ်ငုတ်သီးကျွတ်သွန်ပြူတက်မရသည်ပေါ့အဲ့အရာသားတွေပေါ်လွင်အောင်ပြီးငင်းကြောက်နဲ့ရောပြီးလဲလက်ဆက်ဆက်ပြအောင်နှပ်ပေးထားတာပါရှင်အော်ခုနစိမ်းရွှင်အနေနဲ့ဆိုအဲ့ငရုတ်သီးအစိမ်းရဲ့အနေတက်ချမ်းတစ်ခုပါတယ်တစ်ခုကကြတော့အဲ့လိုမျိုးစီဝီ6ကြော်လိုမျိုးပဲနောက်တစ်ခုကကြအဲ့လိုမျိုးပဇွန်ကြောက်လိုနှစ်ခုလက်ဖက်စိတ်မွားကြော်ပါကိုဟောလက်ဖက်စိတ်မွားကြော်ဟောအဲ့ဆက်လေးနဲ့အငန်လေးနဲ့ balance လုပ်တာဒီမှာတော့တော့ရင်မခေါ်อ่ะဒီလက်ဆက်တဲ့ကျင်းပြီးစိမ့်ရွှင်နဲ့အနံ့လေးဂျင်းရတာလေးဒါလေးကတော့တောက်ရလက်ဖက်ထောင်းလေးပါကိုသူကတော့စီလုံးဝမပါဘူးရှင်ဟုတ်ပြီဆောက်တော့ပေါ့ပါလေးဟုတ်တယ်ဒါတခါမမြောင်ရတာဟုတ်only ကြော်အနံ့မျိုးဆောက်ပါရတာမျိုးကောင်းမငါမစားဘူးဟုတ်အဲ့ဒါလေးကလက်ဖက်ညွန့်တုပ်လေးပါကိုကျွတ်ပါလေ तू ကဟာရွှေကျင်ကြော်တက်တော်မှာခဏဒီဗမာတက်တော်ဦးလေးတုံတော့ပုံမွေးပြီးပုံစားကောင်းတယ်ဟုတ်ပါဘူးမရရွယ်ဟောခဏက blind test တော့ရအမှတ်100မှာ60လောက်တော့ရမယ်တဲ့သမင်းပူလေးနဲ့ဆိုင်ရင်တော့လိုက်ပတ်ဆုံးပဲဒီစင်ပလာရဲ့နေချင်းနဲ့လက်ဖက်လေးပေါ့နော်ဒါလေးကတော့သူကအရန်ကြောက်ရတာလေးနဲ့ကြော်လေးနဲ့သမင်းလေးနဲ့ပုံပြန်